အားလုံးပဲမင်္ဂလာပါရှင်အဒီနာဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ relationship connection package လေးအကြောင်းဖြစ်ပါတယ်เนาะဒီ package လေးကအားလုံးသိထားပြီးတဲ့အတိုင်းချစ်သူရေးစားတွေကြားထဲမှာရှိတဲ့ connection ကိုစစ်ဆေးတာပေါ့เนาะသူတို့အဒီနာတို့ connection ကarea အဖြစ်အခြေခံ၃မျိုးရှိတယ်ပေါ့เนาะ soulmate ရဲ့ twin flame ရဲ့ karmic ရဲ့เนาะ soulmate ကတော့ဘဝလက်တွဲပေါ်တယ်ပေါ့သူတို့ရဲ့အချစ်က romantic love တော့မဟုတ်ပေမဲ့သူတို့ကဘဝလက်တွဲပေါ်တွေဖြစ်တဲ့အတွက်ရဲဘော်ရဲ့ဘက်တွေလိုပဲပေါ့เนาะသူတို့ကအမြဲတမ်းတူတူရှိသွားကြတယ်လို့ပေါ့เนาะအဆင်ပြေတယ်ပေါ့သူတို့ရဲ့ connection နောက်တစ်ခုက twin flame ပေါ့เนาะ twin flame တွေကတော့နည်းနည်းခက်ခဲတာတွေပြင်ပန်းတာတွေရှိတယ်ဘာလို့ဆိုတော့ကိုယ့်နဲ့တပုံစံနဲ့တူတယ်ကိုယ့်ရဲ့အမွှာလိုမျိုးလူတယောက်ကိုပြန်ရှာဖွေတွေ့တဲ့အခါမှာပေါင်းဆက်ဖို့အတွက်ကိုအခက်အခဲတွေ lesson တွေကြော်ဖြတ်ရတာမျိုးတွေရှိတယ်ပေါ့နော်ခုတစ်ခုက karmic ပေါ့ karmic ကတော့အဒီနာတို့ရိုးရှင်းပြောရတော့ဝေကျွေးကြောင့်ဆုံးကြတာနော် karmic တိတန့်ကြီးပဲဆိုရင်တော့မကောင်းဘူးပေါ့နော်ဆိုတော့ကိုက commitment တွေပိုင်းမယူရသေးဘူးဆိုရင်တော့ပြန်ပြီးတော့စဉ်းစားသင့်တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့အဒီနာအတွေ့အကြုံရတစ်ခုပြပြချင်တာပါเนาะအဒီနာဒီမှာ client အကူတယောက်ရှိတယ်သူကစီးပွားရေးလုပ်ငန်းလုပ်နေတာပေါ့နော်စီးပွားရေးလုပ်နေတယ်သူလာမေးတဲ့အချိန်မှာသူစီးပွားရေးကိုပဲအဓိက focus ထားပြီးတော့မေးတယ်ခါကျတော့အဒီနာစိတ်ထဲမှာက calling ကြတယ်လို့ပဲပြောရမှာပေါ့နော်အခုဒီ relationship ကိုစစ်တင်တယ်ပေါ့နော်အဲ့လိုပြောတဲ့အခါမှာ तू ကစစ်ဖို့မလို့ဆရာမတဲ့ကျွန်တော်တို့ကမကြခင်လက်ထက်တော့မှာပေါ့နော်အဆင်ပြေတယ်ပေါ့ဆိုတော့relationship တက်တန်လဲ73နှစ်လောက်ရှိတယ်ပေါ့နော်ဆိုတော့ခါကျ okay ပေါ့ရတယ်ပေါ့နော်ဒီတိုင်းပဲအဲ့လိုပဲထားလိုက်တာအဲ့နဲ့ तू ပျောက်သွား2လ3လလောက်မှာပြန်ပေါ်လာတဲ့ခါကျတော့ဆရာမရေးတဲ့ကျွန်တော်တို့ည break up ဖြစ်သွားတယ်တဲ့အဲ့လိုညှိနှိုင်းလို့မရတာလေပေါ့နော်ချက်ချင်းပဲဟိုမျိုးကြီးရလဲနောက်တစ်ယောက်ရသွားတယ်ဟောအဲ့လိုမျိုးဖြစ်တာပြန်တဲ့အချိန်မှာ तू ကအရန်ဟိုစိတ်တွေအရန်ပင်ပန်းပြီးတော့အဲ့လိုမျိုးပေါ့နော်ဖြစ်သွားတာပေါ့နော်စိတ်တွေထိခိုက်သွားတာပေါ့ဆိုတော့ဒီနာစိတ်မကောင်းဒီကပေါ့နော်စောစီးများကြိုပြီးတော့တိကျရင်တခုများဒီနာတို့ဘက်ကစူးစမ်းပြင်ဆင်နိုင်တာမျိုးများရှိမလားပေါ့နော်ဒီနာတို့စီမှာဒီလိုမျိုးပြည်ရင်းနေကြတော့မေးတယ်ဆိုတာကအခုဘဝအတွက်ဘဝခရီးလမ်းမှာဘာတွေကိုစောင့်တင်နေရှောင်တင်နေဆိုတာခိုင်လိုင်းတွေအနေနဲ့သိဖို့အတွက်လေနော်ဆိုတော့ကိုမချစ်သူရေးသားရှိတယ်တချိန်မှာလက်ထပ်ဖို့လဲရည်ရွယ်ထားရတယ်ဆိုရင်စစ်စစ်တင်ပါတယ်နော်ဒီချိန်မဲ့စစ်ဖို့လိုတာလေနော်ချစ်သူကိုယ့်ရဲ့ချစ်သူနဲ့ကိုယ်နဲ့နောက်ပြီးတခြားဘာမှလည်း data အများကြီးပေးစရာမလိုဘူးကိုယ့်ရဲ့မွေးနေ့လေးပဲနာမည်တော့မပြောရင်ရတယ်ပေါ့နော်ဒီအမျိုးသမီးရဲ့နာမည်ကိုယ့်ရဲ့ပတ်တနာရဲ့နာမည်ကိုမပြောတော့ရတယ်အဲ့လိုမျိုးဆိုတော့စစ်ထားပါချစ်သူရေးသားရှိတဲ့လူတွေအားလုံးစစ်ထားတင်တယ်ဆိုတဲ့အကြောင်းလေးတိုက်တွန်းတာဖြစ်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်